အားလုံးပဲမင်္ဂလာပါဒီနေ့အတွက်မင်းနေလေးတွေကိုပဲတည်တဲ့နေပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်တူတူလေးလာကြည့်လိုက်ကြရအောင်ပါအော်ဝီဝါဖြိုအော်ဝီဆိုတာじゃဝေါ်ဟာတာပေါ့နော်ဝေါ်ဟာတာဖြိုဟုံးဆိုတာဖော်ပြချက်ဝါဆိုတာနဲ့ပေါ့နော်အော်ဝီဝါဖြိုဟုံးဝေါ်ဟာတာနဲ့ဖော်ပြချက်များဘင်တော့ကကျိန်းတော့ကဘယ်လိုမျိုးပြောလဲဆိုတာတစ်ခါတည်းရဲတော့မကြခဏတော့အဲ့ဒါလေးကိုကိုရီးယားလိုကဘင်တော့ကျိန်းတော့အော်ဂျင်နာဟက်ဆန်ဘယ်ချိန်ဖြစ်ဖြစ်အမြဲတမ်းနော်အမြဲတမ်းဒီသုံးလုံးကအမြဲတမ်းဆိုတဲ့နေရာမှာသုံးပြီးတော့ကြတော့အော်ဂျင်နာနဲ့ဟက်ဆန်ကကြတော့ဘယ်ချိန်ဖြစ်ဖြစ်အမြဲတမ်းဆိုတဲ့ဟာကိုသုံးတယ်နှုံးကကြတော့အမြဲတမ်းဆိုတဲ့ဟာကိုပဲသုံးတယ်တစ်ခေါက်ပြန်ဖတ်ကြမယ်အော်ဂျင်နာဟက်ဆန်နော်ဘယ်ချိန်ဖြစ်ဖြစ်အမြဲတမ်းဂျာဂျူးမကြခဏဂျာဂျူးမကြခဏဂါကွမ်တခါတည်းရမနော်မအတန်လေးထွက်တဲ့အတွက်ပါးစပ်ပိတ်ပြီးတော့ထွက်မယ်ဂါကွမ်တခါတည်းရပြောလို့သိပြီးရာနဲ့တွေးတဲ့အခါမှာလာအတန်လေးထွက်တာနော်ပြောလို့သိပြီးဂေါ်ဝီနေပါဂျော်ညောလုံးဝနာကဟျောင်းကိုအတန်ထွက်တဲ့အခါမှာညောအတန်ထွက်တယ်နော်အဲဒါမို့ဂျော်ညောလုံးဝချွေမီဝါဒနာအီရောနာရအေယာထတိမဲဂျူအပတ်တိုင်းကျဲကျွန်တော်ရဲ့ကျမရဲ့ကိုကျင်းနေပါနော်မူအယံဒူရောအိုရာဝင်လာသည်ဝန်တုံးချံအကစားခွင်ခေါ်ခန်းငယ်ကြိုထားကျမရဲ့အကောင့်သည်မဲအင်းနေတိုင်းဒီနေ့တော့မိနစ်လေးကတော့ဒီလောက်ပါပဲဒီမိနစ်လေးတွေကိုကြက်ထားပြီးတော့နောက်လာမယ့်ဗီဒီယိုရဲ့ listening ပိုင်းကိုတူတူလေ့ကျင့်ကြပါမယ်ဒါဆိုရင်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါမယ် bye